အားလုံးမင်္ဂလာပါကျွန်တော်ကတော့ Professor Dr. Tinso ဖြစ်ပါတယ် STM Myanmar College မှာရှိတဲ့ Department of Public Health ရဲ့ဌာနမှူးဖြစ်ပါတယ်ခင်ဗျာဒီကနေ့ကျွန်တော်ဆွေးနွေးမှာကတော့ STM Myanmar College မှာဖွင့်လှစ်လက်ရှိတဲ့ပြည်သူ့ကျန်းမာရေးနဲ့ပတ်သက်တဲ့သင်တန်းတွေရဲ့အကြောင်းကိုတင်ပြဆွေးနွေးဖြစ်ပါတယ် Public ဆိုတာတော့ပြည်သူ့ကျန်းမာရေးဘာသာဖြစ်ပါတယ်ကျွန်တော်တို့ဒီNLA အနေဘက်ကိုလေးနဲ့ဖွင့်ဆိုမယ်ဆိုရင်ပြည်သူ့ကျန်းမာရေးဘာသာဆိုတာကလူပောင်ဖွဲ့စည်းများပြည်သူပိုင်းနဲ့ပုဂ္ဂလပိုင်းအဖွဲ့အစည်းများနဲ့ပြည်သူလူထုနဲ့လူတူချင်းစီတို့ကိုအသိပညာပေးပြီးတော့ခါကြတော့၎င်းတို့ရဲ့စုပေါင်းစွမ်းကိုအသုံးချပြီးဆောင်ရွက်ရတဲ့လုပ်ငန်းတွေဖြစ်တဲ့ယောဂကာကွယ်ရေးအသက်ရှည်စွာနေထိုင်နိုင်ရေးနဲ့လူသားတို့ရဲ့ကျန်းမာရေးမြင့်တင်စတဲ့လုပ်ငန်းတွေကိုလေ့လာသင်ယူရတဲ့ဘာသာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဒီ college မှာလက်ရှိဖွင့်လှစ်လက်ရှိတဲ့သင်တန်းတွေကိုတင်ပြရမယ်ဆိုရင် BSc Honors Public Health သူက3နှစ်နဲ့8လကြာမြင့်ပြီးတော့ full time course ဖြစ်ပါတယ်။ Now MSc Public Health ပေါ့နော်သူက2နှစ်ကနေပြီးတော့3နှစ်ကြာမြင့်ပြီးတော့ part time course ဖြစ်ပါတယ်။ဒီသင်တန်းတွေကိုတက်ရောက်နိုင်တဲ့ပုံကူများကိုတင်ပြရမယ်ဆိုရင် BSc Honors Public သင်တန်းကို grade 11 grade 12အောင်မြင်ပြီးသူများတက်လို့ရပါတယ်ထို့အတူကျွန်တော်တို့ G လို့ခေါ်တဲ့ General Education Development Test အောင်မြင်ပြီးသူများတက်လို့ရပါတယ်ပေါ့နော်နောက်တစ်ခါ IGCS လို့ခေါ်တဲ့ International General Certificate of the Secondary Education O Level အောင်မြင်ပြီးသူများလည်းတက်နိုင်ပါတယ်သူတို့ရဲ့အင်္ဂလိပ်စာအရေးချင်းကအနည်းဆုံး IELTS 5.5 ရှိရပါမယ်ထို့နည်းတူ MSc Public Health သင်တန်းတို့တက်ရောက်နိုင်တဲ့ပုံကူများကိုတင်ပြရမယ်ဆိုရင်တက္ကသိုလ်တစ်ခုကနေပြီးတော့ဘွဲ့ရရှိပြီးတဲ့မိသူမဆိုတက်ရောက်နိုင်ပါတယ်ပေါ့နော်ဒီသင်တန်းသားများဟာဒီသင်တန်းတွေကိုတက်ရောက်ပြီးတဲ့အခါမှာအောင်မြင်တဲ့ခါမှာပေါ့နော်ကျွန်တော်တို့ရဲ့ဒီခုနတင်ပြခဲ့တဲ့ BSc Honors Public Health နဲ့ MSc Public ဘွဲ့တွေကို UK နိုင်ငံမှာရှိတဲ့ The University of Bedfordshire နေပြီးတော့ဓာတ်ရိုက်ဘွဲ့ချင်းမှာဖြစ်ပါတယ်ဒီဘွဲ့ရရှိပြီးတဲ့ပုဂ္ဂိုလ်များကဒီလုပ်ငန်းကိုဝင်တဲ့ခါမှာလည်းသူတို့ရဲ့ job opportunity လို့ခေါ်တဲ့အခွင့်အလမ်းတွေများစွာရှိပါတယ်ဥပမာကျွန်တော်တို့ရဲ့ international local NGO တွေဖြစ်တဲ့WHO UNICEF UNOPS စသဖြင့်ဒီဖွဲ့စည်းတွေမှာလောက်ချထားလို့ရပါတယ်ထို့နည်းတူမြန်မာ Red Cross Society မြန်မာ Medical Association ဆိုတဲ့ဖွဲ့စည်းမှာလည်းလောက်ချထားလို့ရပါတယ်ရရှိတဲ့နေရာတွေကိုတင်ပြရမယ်ဆိုရင် Public Officer Project Manager Project Coordinator Coordinator ဖြစ်ပေါ့နော် Epidemiologist စသဖြင့်ဒီနေရာတွေကိုသူတို့ရဲ့ကျွမ်းကျင်ရာအဆင့်လိုက်ကိုရနိုင်ပါတယ်ပေါ့နော်နောက်တစ်ခုကတော့ဒီလုပ်ငန်းကမဝင်ဘဲနဲ့ further study တွေနဲ့ဆက်တက်မယ်ဆိုရင်လည်းပဲ BSc Honors Public က MSc တို့၎င်းเนาะကျွန်တော်တို့ဒီ MSc Public က PhD တို့၎င်းဆက်ပြီးတော့တက်အောင်လို့ရပါတယ်အခုခါမှဆိုရင်ကျွန်တော်တို့ရဲ့ STI မြန်မာ College ကနေပြီးမွေးထုတ်ပြီးတဲ့ကျောင်းသားတွေကနိုင်ငံတကာတက္ကသိုလ်တွေမှာပေါ့နော် full scholarship ရရှိပြီးတော့ further study နေနဲ့ဆက်လက်ပညာရှိမှုလည်းရှိပါတယ်ထို့ပြင် MSc Public အောင်မြင်ပြီးသူက UK နိုင်ငံမှာရှိတဲ့ကျွန်တော်တို့ US Society of Public Health မှာ membership fellowship လည်းရှောက်ထားလို့ရပါတယ်ပေါ့နော်အခုကျွန်တော်တင်ပြဆွေးနွေးခဲ့တာတော့ကျွန်တော် STM Myanmar College မှာဖွင့်လှစ်လက်ရှိတဲ့ဒီ public သင်တန်းများအကြောင်းကိုအချင်းချုပ်တင်ပြဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ